ချိန်တရာခေါ်လိုက်စမ်းငါတို့ကချန်ပီယံနေလို့အားလုံးပဲမင်္ဂလာပါဂန်နာဗတ်ကနေကြိုဆိုလိုက်ပါတယ်ဘုံမော့အသင်းကထင်ထားတဲ့အတိုင်းပဲမန်စီးတီးအသင်းကိုခက်ခဲအောင်လုပ်နိုင်ခဲ့ပြီးအာဆင်နယ်အသင်းကိုစူဖလာရအောင်ပံ့ပိုးကူညီပေးခဲ့ပါတယ်ဒီတရေရလက်ကြောင့်အာဆင်နယ်အသင်းက22နှစ်ကြာဝေးကွာနေတဲ့သူတို့ရဲ့အိမ်မက်မျောလင့်ချက်ကျွန်တော်တို့ရဲ့မျောလင့်ချက်တွေကတကယ်ဖြစ်ပေါ်လာခဲ့ပြီဖြစ်ပါတယ်ကျွန်တော် fan live လေးအနေငယ်ပြောပြခြင်းပါတယ်အာဆင်နယ်ကိုကျွန်တော်ငငယ်ကလေးကအားပေးခဲ့ပေမဲ့ရွှေခေတ်ကိုတော့မမီခဲ့ပါဘူးရွှေခေတ်နောက်ပိုင်း Emery ကွင်းကိုရောက်တဲ့အချိန်မှသာစပေးခဲ့တာဖြစ်ပါတယ်အာဆင်ရဲ့ကစားကွက်လှလို့အားပေးရကနေစူဖလာမျောလင့်ချက်ဆိုလို့မရှိပဲကစားကွက်လှနဲ့ကစားအဆင့်၄ရောက်ရင်ကိုဂျီနက်နေရတဲ့အဆင့်တွေတာယာခဲ့ဘူးပါတယ်ရှစ်နှစ်ကြာစူဖလာလက်မဲ့ကိုအဆုံးသတ်ဖို့အတွက်ဆိုပြီးကာလာဘောင်ကပ်ရခင်ကာလင်ဖိုင်နယ်မှာလည်းဖာမင်ဂန်အသင်းလေးကိုတောင်ရှုံးနေခဲ့ပါတယ်မန်ယူဖန်နီပြောနေတဲ့ရှစ်နှစ်ကိုမန်ယူဖန်နီပေါ်တဲ့လက်ဖိတ်ဆိုင်မှာကြည့်ရင်တော်တော်လေးစိတ်ပြတ်ခဲ့ရတဲ့ညတွေဖြတ်တန်းခဲ့ဘူးပါတယ်အာဆင်နယ်ဖန်တခြားအကြီးမားဆုံးအောင်မြင်မှုကတော့ FA ဖလားကိုပထမဆုံးစယူနိုင်ခဲ့တဲ့အချိန်ဖြစ်ပါတယ်ကာဇိုလာဆန်ချက်အိုဇီရိုရဲ့အတွဲဖတ်တွေကိုခုထိတန်းတမိစေဖြစ်နေပါတယ်နောက်တစ်ချိန်မန်စီးတီးနဲ့ကာလာဘောင်ဖလားဖိုင်နယ်မှာလည်းအာဆင်နယ်ဖန်နီစုကြည့်တဲ့အစီအစဉ်မှာတွားကြည့်ခဲ့ပြီးအမှတ်တရတွေရခဲ့ပေမဲ့ထက်ရှုံးခဲ့ပြန်တာကြောင့်မကောင်းတဲ့အမှတ်တရကပိုများခဲ့ပါတယ်ဒီတစ်ချိန်မှာတော့အာတီတာနဲ့သူ့ရဲ့ကစားသမားတွေကကျွန်တော်တို့အတွက်သူတို့လုံနိုင်တာအကုန်လုပ်ပေးခဲ့ပြီးဖလားလမ်းကြောင်း၄ခုပေါ်တန်းတင်ပေးခဲ့ပါတယ်ကျွန်တော်တို့ရဲ့လူချင်းတက်မှတ်မှုတွေကသူတို့ပေါ်ဖိအားဖြစ်စေခဲ့ပါတယ်မန်စီးတီးအသင်းကိုအမှတ်ပြန်တွားထူတဲ့အချိန်မှာအားမလျော့ပဲစူးစမ်းပန်းစားနဲ့ကစားပေးကြတဲ့သူတွေကိုကြည့်ပြီးဂုဏ်ယူမိပါတယ်တခါတလေကိုလူချင်းနဲ့အတိုင်းမဖြစ်လာပြီးမဲ့နိုင်ပွဲလေးတို့ရအောင်ယူပေးခဲ့ပါတယ်အာဆင်နယ်ကိုလမ်းကြောင်းပေါ်ရောက်အောင်တင်ပေးခဲ့တဲ့အေဗာတန်အသင်းနဲ့ဘုံမော့အသင်းတို့ကိုလည်းမဖြစ်မနေချီးကျူးကြပါတယ်ကျွန်တော်ဘွားရဲ့ပထမဆုံးပရီးမီးယားလိစူဖလာအာဆင်နယ်အတွက်14ကြိမ်မြောက်စူဖလာကိုမချခင်ကင်မြော့တာမြင်ခွင့်ရတော့မှဖြစ်တာကြောင့်အယမ်းပျော်မိပါတယ်အဆင့်၄ရရင်ကိုပျော်နေခဲ့ရတဲ့အဆင့်ကနေပြီးတော့အဆင့်2ရရင်ကိုမကြည်နပ်တော့ပဲစူဖလာဆင်ခုန်နိုင်တယ်လို့ယုံကြည်ချက်ကြီးအောင်လှုပ်ဆောင်ပေးခဲ့တဲ့အာဒီတာကိုလည်းကျေးဇူးတင်ပါတယ်ညီကိုတို့လည်းခန်းစားချက်လေးတွေကိုပြန်လည်မျှဝေထားလို့ရပါတယ်တာယာတဲ့မနက်ခင်းလေးမှာပျော်ရွှင်ကြီးကိုအပြည့်အဝခန်းစားနိုင်ကြပါစို့ကျွန်တော် channel လေးကိုလည်း follow and subscribe လုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်